အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲအတွက်ပြည်တွင်းကတရုတ်ဆောင်တွေကဝါဒဖြန့်ရုပ်ရှင်တွေစတင်ရိုက်ကူးနေရသလိုနိုင်ငံကျော်အဆိုတော်တွေကလည်းရွေးကောက်ပွဲအတွက်စတင်ကြော်ညာပေးနေရပါတယ်။ပြည်တွင်းမှာထင်ရှားတဲ့အဆိုတော်တွေဖြစ်တဲ့နီနီခင်စောချမ်းမြေမောင်ချိုအောင်လာဝေလာဖိုကာရဲရင်အောင်ထက်ဖြိုးပြည့်စုံဟန်နေတာမိဆန်နီမေလာတန်စင်အိမ်ချစ်အေးမြဖြူနဲ့လိမ္မော်တီးတို့ကိုခေါ်ယူခဲ့ပြီးရွေးကောက်ပွဲထောက်ခံတဲ့စာသားတွေကိုရုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒီလိုရွေးကောက်ပွဲကြော်ညာတွေကိုတော့စစ်တပ်ကထိန်းချုပ်ထားတဲ့မီဒီယာတွေအပြင်လူထုအသုံးများတဲ့ TikTok application တွေမှာပါအကောင်းကောင်းနဲ့ဝါဒဖြန့်လာတာကိုလည်းတွေ့ရပါတယ်။ဒါအပြင်ကင်ဇာကရေးဆက်ပြီးမိုးရန်စွန်နန်းစုရည်ဆိုရတနာမိုင်တို့ကတီဆိုကထွန်းကိုရွန်းရွန်းနဲ့တင်စာတို့ကတရုတ်ဆောင်ထားတဲ့တူတူမဲသွားပေးကြစို့တချင်းကိုလည်းစစ်တပ်လက်အောက်ခံ channel တွေမှာထုတ်လွှင့်နေတယ်လို့သိရပါတယ်။ဂီတာရုပ်ရှင်သပင်စတဲ့အမှုပညာရှင်များစွာကိုရွေးကောက်ပွဲအတွက်ဝါဒဖြန့်ပေးရမယ်ဆိုပြီးစစ်ကောင်စီဘက်ကဖိအားပေးချိန်ချောက်နေကရွေးကောက်ပွဲမှာပါဝင်ကူညီဆောင်ရွက်ပေးခြင်းမရှိတဲ့အမှုပညာရှင်တွေကိုဖမ်းဆီးအရေးယူမှုတွေလည်းရှိနေပါတယ်။စစ်ကောင်စီရဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလိအညာဝါဒဖြန့်ဇလံကိုလူမှုကွန်ရက်မှာတဆင့်ဝေဖန်တယ်လို့ဆိုကဒါရိုက်တာမိုက်တီဇက်ဖို့တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းဒါရိုက်တာအောင်ချမ်းလူဒါရိုက်တာတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးခဲ့ပြီးလဲဖြစ်ပါတယ်။တော်လှန်ရေးအင်အားစုတွေဘက်ကတော့စစ်တပ်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့အမှုပညာရှင်တွေကိုတပိတ်မောက်စန့်ကျင်ဖို့နဲ့လူမှုရေးပြစ်ဒဏ်တွေပေးဖို့လူထုကိုလှုံ့ဆော်မှုတွေအားကောင်းနေချိန်မှာပဲအာဏာသိမ်းစစ်တပ်ကရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဖို့အမှုပညာရှင်တွေကိုဖိအားပေးလှုံ့ဆော်မှုတွေလုပ်လာတာလည်းဖြစ်ပါတယ်။အမှန်တကယ်တော့စစ်တပ်ရွေးကောက်ပွဲဝါဒဖြန့်ရိုက်တယ်ဆိုတာစစ်တပ်ပါတီဖြစ်တဲ့ကြံ့ဖွတ်ပါတီအတွက်မဲဆွယ်နေတာမျိုးလှုံ့ဆော်နေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကသာဖန်တီးခွင့်ရှိပြီးမြန်မာအရေးကိုရွေးကောက်ပွဲမဲပေးမဲ့နိုင်ငံသားတွေကပဲအတိအမှတ်ပြုဆုံးဖြတ်ရမယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။နိုဝင်ဘာလ10ရက်နေ့ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောကြားရမှာအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲဟာမြန်မာနိုင်ငံပြည်တွင်းရေးသက်သက်မြန်မာနိုင်ငံသားတွေအရေးသက်သက်သာဖြစ်တာကြောင့်တိုင်းတစ်ပါးနိုင်ငံတွေရဲ့ဩဇာအာဏာနဲ့မြည်သည့်ဝင်ရောက်ဆွတ်ဖက်မှုကမှရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးကိုပြတ်ပြားအောင်ပြုလုပ်လို့မရဘူးလို့သူကဆိုပါတယ်။ဒါအပြင်မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိပေမဲ့မိဖက်နိုင်ငံတွေကထောက်ခံမှုတွေကိုအခိုင်အမာရရှိထားပြီးဖြစ်ခါနိုင်ငံတကာအဖွဲ့အစည်းတွေအခြားနိုင်ငံတွေပြည်ရင်းပြည်ပနိုင်ငံတကာမီဒီယာတွေအနေနဲ့လည်းပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ထားပြီးဖြစ်တယ်လို့လည်းဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။မဲမတမာမှုတွေမရှိစေဖို့ခေတ်မီနည်းပညာသုံးဆက်တွေကိုအသုံးပြုထားတာကြောင့်ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့လွှတ်တော်ဟာဂုဏ်သိက္ခာရှိတဲ့လွှတ်တော်တစ်ရပ်ဖြစ်ကြောင်းကမ္ဘာကိုချပြနိုင်မှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။စစ်ကောင်စီဟာရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲကကျင်းပသွားမှာဖြစ်ပြီးရွေးကောက်ပွဲအပိုင်း၁ကိုအခုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်102မြို့နယ်မှာစတင်ကျင်းပမှာလည်းဖြစ်ပါတယ်။အပိုင်း2ကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာမြို့နယ်100မှာပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း3ကိုတော့ရွေးကောက်ပွဲအပိုင်း2ကျင်းပပြီး2ပတ်အကြာမှာကျင်းပသွားမယ်လို့လည်းဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။စစ်ကောင်စီကကျင်းပမယ့်ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း65ဦးစုစုပေါင်းကိုယ်စားလှယ်လောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံဟာဘုံကျဲတိုက်ခိုက်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေပြီးဖယိုဖယဲအခြေအနေအောက်မှာကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ယုံနိုင်စရာမရှိကြောင်းကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဗော်ကာတက်ကနိုဝင်ဘာလ10ရက်မှာပြောကြားလိုက်ပါတယ်။စစ်တပ်ဟာဒီဇင်ဘာလ28ရက်မှာစတင်ကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲတွေကိုငြိမ်းချမ်းရေးလမ်းကြောင်းတစ်ခုအဖြစ်ကြွေးကြော်နေပေမဲ့စစ်အုပ်ချုပ်ရေးဆက်လက်တည်ရှိနေမှုကိုဖုံးကွယ်ဖို့လှုံ့ဆော်တဲ့လှည့်ကွက်တစ်ခုဖြစ်တယ်လို့သူကဆိုပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားနေတာကြောင့်ရွေးကောက်ပွဲတွေကိုစစ်အုပ်စုကဘယ်လိုကျင်းပနိုင်မလဲဆိုတာကိုလည်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာအကြီးအကဲကမေးခွန်းထုတ်ထားပါတယ်။စစ်တပ်ဟာအရက်ဘက်အခွင့်အရေးကိုလုံးဝကန့်သတ်ထားပြီးအတိုက်ခံတွေကိုဖမ်းဆီးတာသတင်းတောက်တွေကိုတပ်ဖြတ်တာတွေကိုအဆက်မပြတ်လှုံ့ဆော်ခဲ့ပြီးအထူးသဖြင့်ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေအပါအဝင်ပြည်တွင်းစစ်မှာအရက်သားတွေကိုပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေလှုံ့ဆော်နေတယ်လို့လည်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘောက်ကာတက်ကပြောပါတယ်။ကံမကောင်းစွာနဲ့မြန်မာနိုင်ငံအခြေအနေဟာမီဒီယာတွေရဲ့အာရုံစိုက်မှုကိုလုံလောက်စွာမရရှိသေးပဲပြည်သူများဒုက္ခရောက်နေရဆဲဖြစ်ကအဲ့ဒီလိုအခြေအနေမျိုးမှာရွေးကောက်ပွဲကျင်းပခြင်းမှာမဖြစ်နိုင်ကြောင်းသူကပြောပါတယ်။နိုင်ငံရဲ့အစိတ်အပိုင်းတော်တော်များများဟာတကယ်တမ်းဘသူထိန်းချုပ်မှုအောက်မှာမှမရှိတဲ့အခါစစ်တပ်ကပဋိပက္ခမှာပါဝင်ပတ်သက်နေပြီးနှစ်ပေါင်းများစွာပြည်သူတွေကိုဖိနှိပ်ထားတဲ့အခါလွတ်လပ်ပြီးတရားမျှတတယ်လို့ဘယ်လိုပြောနိုင်မှာလဲဘယ်လိုလုပ်ကျင်းပနိုင်မှာလဲလို့ဗောက်ကာတော့ကပြောထားပါတယ်။ဒါအပြင်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒပြသူတွေကိုထောင်ဒဏ်အနည်းဆုံး3နှစ်ကနေထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့သေဒဏ်အထိချမှတ်နိုင်တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေကိုပြီးခဲ့တဲ့ဇူလိုင်လထဲမှာပဲပြဋ္ဌာန်းခဲ့ပြီးဖမ်းဆီးတရားစွဲဆိုမှုတွေလည်းရှိနေတယ်လို့ပြောကြားထားပါတယ်။တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ဖို့အကြောင်းပြချက်နဲ့ထိုင်းနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့တောင်ရင်မြစ်တလျှောက်ကလိုင်စင်မဲ့ကုန်စည်တွေအဓိကတင်သွင်းနေတဲ့ကုန်တင်လေဂိတ်တွေနဲ့တိုးလောင်ရုံတွေကိုဖယ်ရှားရှင်းလင်းနေတယ်လို့စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာတွေမှာထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်မှာရှိတဲ့လက်နက်ကိုင်ဖွဲ့တွေကမြောက်ရီမြို့နဲ့တောင်ရင်မြစ်ကမ်းတလျှောက်မှာတရားမဝင်ဂိတ်တွေဖွင့်လှစ်ထားပြီးတော့ငွေကြေးကောက်ခံမှုတွေလုပ်နေကပြည်ပကတရားမဝင်ပစ္စည်းတွေတင်သွင်းတိုးလောင်ဖြန့်ဖြူးနေတာဖြစ်ပြီးအဲ့ဒီဒေတာကိုပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်၎င်းတို့ဖွင့်လှစ်ထားတဲ့ကုန်သွယ်ရေးဂိတ်တွေကုန်ပစ္စည်းတွေတိုးလောင်ဖြန့်ဖြူးထားတဲ့အဆောက်အုံတွေကိုဖျက်ဆီးရှင်းလင်းခဲ့တယ်လို့လည်းစစ်ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။လိုင်စင်မဲ့ထိုင်းကုန်စည်တွေတင်သွင်းတဲ့တောင်ရင်မြစ်ကမ်းဘေးလှေဂိတ်30မှာရှိတဲ့တိုးလောင်ယုံလှေစိတ်ကင်းတဲ့လှေစိတ်အစင်းလှေကားနဲ့ကုန်တင်ကုန်ချလမ်းတွေကိုရှင်းလင်းခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂိတ်ပေါင်းတဒါဇင်ကိုဖယ်ရှားရှင်းလင်းခဲ့ပြီးအခြားဂိတ်တွေကိုလည်းဆက်လက်ရှင်းလင်းနေတယ်လို့ဖော်ပြထားပါတယ်။ကရင်ပြည်နယ်အတွင်းရှိနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့အာရှလမ်းမကိုထိန်းချုပ်ပြီးနယ်စပ်မြို့မြောက်ရီနဲ့လေးကိတ်ကောဒေတာအထိနယ်မြေစိုးမိုးမှုရလာတဲ့စစ်ကော်မရှင်တပ်ဟာ KK ဘတ်ကြားဖြတ်စင်တာတွေကိုစီးနေတာတောင်ရင်မြစ်ကမ်းမှာရှိတဲ့ကုန်တင်လှေစိတ်တွေကိုဖယ်ရှားတာတွေပြုလုပ်လာတာဖြစ်ပါတယ်။ထိုင်းနဲ့တရဝင်ကုန်သွယ်ဖို့မြောက်ရီနယ်စပ်မှာအမှတ်1နဲ့အမှတ်2တရားကိုခွင့်ပြုထားပြီးတရားမဝင်ကုန်သွယ်မှုတွေတားဆီးဖို့အကြောင်းပြချက်နဲ့အမှတ်2တရားကိုစစ်ကော်မရှင်ကပြီးခဲ့တဲ့ဩဂတ်လလယ်ပိုင်းမှာပိတ်ထားတာဖြစ်ပါတယ်။တရားမဝင်ဂိတ်တွေကနေငွေကြေးရယူပြီးတော့မြန်မာနိုင်ငံအတွင်းကိုကုန်ပစ္စည်းတင်သွင်းနေတာဟာနိုင်ငံတော်အတွက်ရသင့်ရထိုက်တဲ့အခွန်ဘဏ္ဍာငွေတွေများစွာဆုံးရှုံးနစ်နာနေရကြောင်းစစ်ကောင်ဆောင်ကမကြာခဏထုတ်ဖော်ပြောဆိုလို့ရှိပါတယ်။တနစ်ကျော်ကြာပိတ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးနဲ့ရန်ကုန်ကိုပြေးဆွဲနေတဲ့ခီးသည်တင် Express ကားတွေပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစပြီးပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ဒေသခံတွေစီကလည်းသိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးလာရှိုးခီးစဉ်တွေကိုအောက်တိုဘာလ18ရက်နေ့ကနေစကပြည်တော်စုလမ်းမကြီးအတိုင်းတွာလာခွင့်ပြုခဲ့ပြီးနောက်ရန်ကုန်လာရှိုးခီးစဉ်တွေကိုပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ခီးစဉ်အနေနဲ့လာရှိုးရန်ကုန်ကိုနေ့လယ်12နာရီမှထွက်ပြီးတော့ရန်ကုန်လာရှိုးကိုညနေ4နာရီမှထွက်ခါလမ်းမှာတညအိပ်ရတယ်လို့သိရပါတယ်။အရင်ကလာရှိုးကိုသွားဖို့ဆိုရင်မန္တလေးကနေတဆင့်ကားပြန်စီးရတာဖြစ်ပြီးကားသေးတွေကိုဈေးကြီးပေးပြီးသွားလာရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ25ရက်နေ့ကစလို့မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲရဲ့10-20စစ်စင်ရေးဒုတိယအလိုင်းပြန်လည်စတင်ချိန်ကစပြီးရှမ်းပြည်နယ်မြောက်ပိုင်းပြည်ထောင်စုလမ်းမကြီးကနေခီးသည်တင်ရင်လိုင်းတွေပြေးဆွဲမှုရပ်တန့်သွားတာဖြစ်ပါတယ်။စစ်တပ်ကကြောင်မဲမျိုးကိုအော်တိုဘာလ1ရက်နေ့မှာပြန်လည်ထိန်းချုပ်ပြီးနောက်တီဘောမျိုးကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်ဆက်လက်တိုက်ခိုက်ခဲ့ရာအော်တိုဘာလ18ရက်နေ့မှာတီဘောမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ပြီးပြည်ထောင်စုလမ်းမကြီးကိုလည်းဖျက်ဆီးသွားလာခွင့်ပြုလိုက်တာဖြစ်ပါတယ်။